လူတွေလိုမျိုးလှုပ်ရှားသွားလာနိုင်တဲ့ humanoid robot တွေစက်ရုပ်တွေအကြောင်းကိုကျွန်တော်တို့ကြားဘူးမြင်မှုကြပါတယ်ဒါပေမဲ့ပင့်ကူငှက်ခွေးပဇင်စတဲ့တိရစ္ဆာန်ပုံစံတူစက်ရုပ်တွေနဲ့သူတို့ရဲ့စွမ်းရည်တွေအကြောင်းလည်း view ထဲမှာဆက်သက်ပြတာတွေမြင်မှုကြမှာပါဒါပေမဲ့ကျွန်တော်တို့ဒီနေ့မှာတော့ဒီလိုစက်ရုပ်တွေအကြောင်းမဟုတ်ဘဲနဲ့တကယ်သက်ရှိတတ္တဝါတွေကိုနီးပညာနဲ့ပေါင်းစပ်ပြီးအကျိုးရှိအောင်အသုံးပြုတဲ့သက်ရှိတစ်ပိုင်းစက်ရုပ်တစ်ပိုင်းအကောင်လေးတွေအကြောင်းကိုပြပြပေးပါမယ်ဒီအကောင်လေးတွေဖြစ်ပေါ်လာဖို့အစပြုခဲ့တဲ့ biohybrid technology နီးပညာအကြောင်းကိုလည်းတစ်စိတ်တစ်စောင်းထည့်သွင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်နီးပညာနဲ့အကောင်လေးပေါင်းစပ်မှုအကြောင်းပြောခင်မှာမြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ငလျင်ဘေးမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာခဲ့ကြပါတယ်စင်ကာပူ Civilian Defense Force SDF ဆိုတဲ့စင်ကာပူကာကွယ်ရေးအဖွဲ့နဲ့အတူပဲ Robot Korok လို့ခေါ်တဲ့မြန်မာလိုမျိုးပြောရမယ်ဆိုရင်တော့စက်ရုပ်ပိုးဟတ်တွေပေါ့ဗျာစက်ရုပ်ပိုးဟတ်လေးတွေလည်းပါဝင်လာပါတယ်အတိအကျပြောရမယ်ဆိုရင်တော့စက်ရုပ်ပိုးဟတ်10ကောင်လည်းစင်ကာပူကယ်ဆယ်ရေးအဖွဲ့နဲ့အတူပါဝင်လာပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်ဒီပိုးဟတ်တွေကိုကယ်ဆယ်ရေးလုပ်ငန်းမှာပထမအဆုံးစတင်အသုံးပြုခဲ့ကြတာဖြစ်တဲ့အတွက်ပြပြနေတဲ့အဆောက်အအုံတွေကြကတက်ရှိတွေကိုအသက်ရှင်နေတဲ့လူတွေကိုပေါ့နော်ရှာဖွေဖို့အထိမတက်နိုင်ခဲ့ကြပေမဲ့ကယ်ဆယ်ရေးအသင်းအတွက်တော့အတော်ကြီးကိုအထောက်အကူရခဲ့ကြတယ်လို့ဆိုပါတယ်ကဲ okay ဆိုတော့အနာဂတ်မှာတကယ်အသုံးဝင်လာနိုင်မဲ့ဒီနည်းပညာတွေအကြောင်းကိုအခုပဲဒါတောင်ကြည့်လိုက်ရအောင်လားခင်ဗျာ biohybrid technology ဆိုတာကဘာလဲဘယ်လိုပေါ်ပေါက်လာတာလဲbiohybrid technology ဆိုတာလက်ရှိတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ engineering system engineer နည်းပညာတွေကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ် biohybrid technology ဆိုပြီးတော့ဘိုင်နဲ့တက်ချင်းဘာကနေပေါ်လာတာမျိုးမဟုတ်ဘဲနဲ့သူတေသနာတွေနည်းပညာတက်မှုတွေနဲ့ဒါလက်တွေ့သုံးချဖို့လိုအပ်မှုတွေကြောင့်ပဲတဖြည်းဖြည်းပေါ်ပေါက်လာတာလို့ပဲပြောရင်မမှားပါဘူးသူ့ရဲ့မူလအစကကြတော့အာယုံကြောဆိုင်ရာလေ့လာမှုတွေဖြစ်တဲ့အာယုံကြောသိပ္ပံနဲ့ bioengineering level ကနေအစပြုခဲ့တာပဲဖြစ်ပါတယ်1990ပြည့်နှစ်တွေမှာသူတေသီတွေကအာယုံကြောစနစ်ကိုလျှက်စစ်နဲ့လှုံ့ဆော်နိုင်မှုအကြောင်းကိုလေ့လာခဲ့ကြပါတယ်အင်းဆက်ပုံမားတွေရဲ့အာယုံကြောစနစ်ကိုလျှက်စစ်နဲ့လှုံ့ဆော်ပြီးတော့ရွေလျက်သွားလာနိုင်အောင်စမ်းသပ်ခဲ့ကြတာပါစတင်လေ့လာခဲ့တော့ကတော့တက်ရှိတွေရဲ့အာယုံကြောစနစ်နဲ့ဇီဝဗေဒဆိုင်ရာဒါလှုပ်ဆောင်ပုံနဲ့ထိန်းချုပ်တဲ့ပုံစံတွေကိုလေ့လာဖို့ပဲဆိုပြီးတော့ပဲစတင်ခဲ့ကြတာဖြစ်ပါတယ်2000ခုနှစ်နောက်ပိုင်းတွေမှာတော့ micro electronic နဲ့ nano technology နည်းပညာတွေတိုးတက်လာမှုကြောင့်ပဲတင်းငယ်ပေါ်ပါတဲ့ဒါပစ္စည်းကိရိယာလေးတွေကိုတည်ထောင်လာနိုင်ခဲ့တယ်အဲ့ဒီကနေတဆင့်ပဲတက်ရှိအကောင်လေးတွေရဲ့မှာခန္ဓာကိုယ်ပေါ်မှာတက်ဆင်လာနိုင်ခဲ့ကြပါတယ် cyborg insect ဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့တဲ့စက်ရုပ်ပိုးဟက်လိုမျိုးပဲအကောင်ငယ်လေးတွေနဲ့စက်ပစ္စည်းတွေပေါင်းစပ်ထားတဲ့တက်ရှိစက်ရုပ်လိုမျိုးcyborg insect လို့ခေါ်တာဖြစ်ပါတယ်ပိုးဟက်ပြင်မဲ့တခြား insect မျိုးကောင်တွေနဲ့လည်းပေါင်းစပ်ပြီးတော့ဆက်သက်ခဲ့ကြပါသေးတယ်အမေရိကန်နိုင်ငံအခြေစိုက် DARPA ရဲ့ project တစ်ခုဖြစ်တဲ့ hybrid insect micro electromedical system ဆိုတဲ့စီမံကိန်းကနေပြီးတော့ပိုးဟက်နဲ့အခြား insect တွေကိုအဝေးထိန်းစက်ရုပ်အဖြစ်ဒါပြောင်းလဲဖို့စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ insect ပုံမှားတွေကိုတဘာဝစွမ်းရည်ကိုအသုံးပြုပြီးတော့ဒီပညာနဲ့ပေါင်းစပ်တယ်အဲ့ပြီးတော့စစ်ဘက်ဆိုင်ရာထောက်လှမ်းမှုတွေကယ်ဆယ်ရေးလုပ်ငန်းတွေပတ်ဝန်းကျင်စောင့်ကြည့်ရေးတွေအတွက်စက်ရုပ်တွေကိုဖန်တီးဖို့အတွက်ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ DARPA ကပိုးဟက်ကိုအဓိကစမ်းသပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ပိုးဟက်တွေရဲ့ခန္ဓာကိုယ်ကတင်းငယ်တဲ့နေရာတွေကိုဝင်ရောက်နိုင်ပြီးတော့သူတို့ရဲ့အာရုံကြောစနစ်ကလျှက်စစ်လုံဆော်မှုနဲ့ထိန်းချုပ်ရလွယ်ကူတယ်လို့ဆိုပါတယ်။ပိုးဟက်တွေမှာ microchip တွေတင်းငယ်တဲ့ဘက်ထရီတွေနဲ့ transmitter တွေတက်ဆင်ပြီးတော့ပိုးဟက်တွေရဲ့အာရုံကြောစနစ်နဲ့ကြွက်သားတွေကိုထိန်းချုပ်နိုင်ဖို့စီစဉ်ခဲ့ကြတာပါ။အဲ့ဒီစံတတ်မှုကအောင်မြင်ခဲ့ပြီးတော့ပိုးဟက်တွေကိုအဝေးထိန်းစနစ်နဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ Cyborg ပိုးဟက်ကိုသုတေသနလုပ်ခဲ့တဲ့နောက်ထပ်အဖွဲ့တစ်ဖွဲ့လည်းရှိပါသေးတယ်။အဲ့ဒါကတော့ဂျပန်နိုင်ငံအခြေစိုက်ထိပ်တန်းသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Riken Institute ကလည်းပိုးဟက်ကို engineering နည်းပညာနဲ့ပေါင်းစပ်ပြီးတော့သုတေသနလုပ်ခဲ့ပါသေးတယ်။သူတို့ကတင်းငယ်တဲ့ solar panel ကိုအသုံးပြုပြီးတော့စွမ်းအင်ရယူတဲ့နည်းစနစ်ကိုအသုံးပြုခဲ့တယ်။ပိုးဟက်ကိုထိန်းချုပ်ဖို့အတွက် Bluetooth နည်းပညာကိုသုံးထားမှာဖြစ်ပြီးတော့ဖုန်းကနေတဆင့်ပိုးဟက်ကိုထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။ပိုးဟက်ရဲ့မှာကြောပေါ်မှာအင်မတန်သေးငယ်တဲ့ electronic backpack လို့ခေါ်တဲ့ solar wireless receiver microcontroller electronode တွေပါဝင်တဲ့အပြားလေးတွေကိုကြောပေါ်မှာချိတ်ဆွဲပြီးတော့ပိုးဟက်ရဲ့မှာအာယုံကြော nerve တွေကိုထိန်းချုပ်တဲ့နည်းပညာပဲဖြစ်ပါတယ်။ပညာရှင်တွေကဒီ cyborg croc လေးတွေကိုသုံးပြုပြီးတော့တဘာဘေးရန်နယ်ဆိုင်ရာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်လေ့လာမှုတွေမှာသုံးဖို့ရွေးခဲ့ကြတာပါ။ဒီ cyborg ပိုးဟက်လေးတွေကို2023ခုနှစ်ကဂျပန်နိုင်ငံရဲ့မီးလောင်မှုတစ်ခုမှာစမ်းသပ်အသုံးပြုခဲ့ပြီးတော့ပတ်ဝန်းကျင်အပူချိန်နဲ့ဓာတ်ငွေ့ရှိမရှိကိုသူတို့တွေကြောင့်သိရှိနိုင်ခဲ့ကြပါတယ်။နောက်ထပ် cyborg beetle အကြောင်းဆက်ပြောပြပေးပါမယ်။ HIMEMS စီမံကိန်းအနေနဲ့ပဲbeetle လို့ခေါ်တဲ့ပိုးကောင်မာကိုလည်းစမ်းသပ်ခဲ့ကြပါတယ်။ပိုးကောင်မာရဲ့ခန္ဓာကိုယ်ထဲကို micro electronode လေးလို့ခေါ်တဲ့တင်းငယ်တဲ့လျှက်စစ်ကြိုးလေးတွေထည့်သွင်းပြီးတော့သူ့ရဲ့အတောင်ပံတွေနဲ့ခြေထောက်တွေကိုထိန်းချုပ်ဖို့စမ်းသပ်ခဲ့ပါတယ်။ကြောပေါ်မှာ electro backpack ကိုတက်ဆင်ထားပြီးတော့ wireless စနစ်နဲ့ပဲဘယ်ညာသွားလာလှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်မဲ့ပြင်ကိုမှပြန်တမ်းမှုတွေကိုပါတိတိကျကျထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ Cyborg beetle ကတော့ experimental state မှာပဲရှိပါသေးတယ်။ကျွန်တော်ပြောခဲ့တဲ့ insect တွေမကပဲပြားရင်ကောင်းစတဲ့ insect တွေကိုလည်း biohybrid technology ကိုသုံးပြီးတော့စမ်းသပ်နေကြတာတွေလည်းများစွာရှိနေပါတယ်။စင်ကာပူနိုင်ငံရဲ့ Cyborg croc စမ်းသပ်မှုစင်ကာပူနိုင်ငံ Nanyang Technological University ကနေပြီးတော့
တခြားသောစမ်းသပ်မှုတွေကိုပြုလုပ်ခဲ့ကြပါသေးတယ်။ပိုးဟက်တွေရဲ့မှာနောက်ကျောမှာ electro backpack တက်ဆင်ထားပြီးတော့အဲ့ဒီ backpack ထဲမှာတခြားသုတေသနပညာရှင်တွေစမ်းသပ်ခဲ့ကြသလို wireless receiver microcontroller electronic တွေပါဝင်ပြီးတော့လူတွေရဲ့မှာအပူချိန်လက္ခဏာတွေကိုရှာဖွေနိုင်ဖို့အနီရောက်ရောင်ခြည်ကင်မရာလို့ခေါ်တဲ့သေးငယ်တဲ့ infrared ကင်မရာတွေလည်းတက်ဆင်ထားပါသေးတယ်။ cyber ပိုးဟက်စမ်းသပ်ဖို့ရွေးချယ်ထားတဲ့ပိုးဟက်ကလည်းရိုးရိုးပိုးဟက်မဟုတ်ဘဲနဲ့ပိုကြီးပြီးရှည်လျားတဲ့ပိုးဟက်မျိုးစိတ်ကိုအသုံးပြုခဲ့ကြပါတယ်။ပိုးဟက်ရဲ့မှာကြောပေါ်မှာတက်ဆင်ထားတဲ့ electronic backpack လို့ခေါ်တဲ့ chip system တွေကနေတဆင့်အဝေးကနေ remote control ဒါမှမဟုတ်ပုံနဲ့ထိန်းချုပ်ရတာပဲဖြစ်ပါတယ်။ပိုးဟက်တွေရဲ့ခြေထောက်တွေနဲ့လက်တွေရဲ့သွားလာမှုတွေကိုထိန်းချုပ်ဖို့အတွက်အားပြောတဲ့လျှက်စစ်လိုင်းတွေကိုအသုံးပြုထားပါတယ်။ဒီပိုးဟက်တွေကို Millipo Asia Pacific နဲ့ Tech Summit 2024ပြပွဲတွေမှာပထမဆုံးပြသခဲ့ပြီးတော့ပြပွဲမှာအပျက်စီးတွေကြားထဲမှာပိတ်မိနေတဲ့လူတွေကိုရှာဖွေနိုင်တဲ့စွမ်းရည်ကိုပြသခဲ့ကြပါတယ်။သူတို့စမ်းသပ်ထားတဲ့ပိုးဟက်တွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာမကြာခင်ကကြိုတွေ့ခဲ့ရတဲ့ငလျင်ဘေးရှာဖွေကယ်ဆယ်ရေးတွေမှာလည်းလက်တွေ့အနေနဲ့ပထမဆုံးအသုံးပြုခဲ့ကြပါတယ်။ဆိုတော့ UU ပိုးဟက်ကနေပြီးတော့ Cyber ပိုးဟက်ဖြစ်အောင်ဘယ်လိုလုပ်လဲ။ပထမဆုံးရွေးချယ်ထားတဲ့ပိုးဟက်ရလာပြီဆိုရင်ပိုးဟက်ကိုခဏမေးစေးပေးပြီးတော့သူတို့ခြေထောက်နဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နေတဲ့ nerve system ကိုလေ့လာပါတယ်။ပိုးဟက်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတွေကို electronic တွေကိုထည့်ပြီးချိတ်ဆက်သွားလာလို့ရအောင်ပိုးဟက်ရဲ့အာရုံကြောစနစ်ကိုပြုပြင်ပါတယ်။ပြီးရင်ပိုးဟက်ရဲ့ကြောဘက်မှာကျွန်တော်ရှေ့ကခဏပြောခဲ့တဲ့ electronic backpack ကိုတက်ပေးပါတယ်။ဒီလိုပိုးဟက်မှာတက်ပြီးပြီဆိုရင်တော့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့အဝေးကနေထိန်းချုပ်ဖို့ programming အပိုင်းတွေအတွက်ဒီပိုးဟက်ကိုဘယ်သွားညာသွားရက်နေဆိုတဲ့စနစ်တွေပါဝင်တဲ့ control system တစ်ခုကိုရေးဆွဲရပါတယ်။အဲ့ဒီ program တွေကနေတဆင့်ပဲ cyber ပိုးဟက်ဖြစ်လာတဲ့ပိုးဟက်တွေကိုဘယ်ညာသွားခိုင်းတဲ့အခါပိုးဟက်ရဲ့ကြောပေါ်မှာတက်ထားတဲ့ electronic backpack ထဲမှာပါတဲ့ wireless receiver ကညွှန်ကြားချက် signal ကိုလက်ခံပြီးပိုးဟက်ခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့ electronic ကနေတဆင့်လျှက်စစ်အားအပြော့လေးတွေလွှတ်ပြီးအာရုံကြောစနစ်ထဲကိုခိုင်းစေတာပဲဖြစ်ပါတယ်။လျှက်စစ်အားအပြော့လေးတွေကြောင့်ပိုးဟက်ကိုတည်စေတဲ့အထိမဖြစ်စေပါဘူး။ဒါ့အပြင် advanced version မှာဆိုရင် GPS တို့လိုမျိုး motion sensor တွေလိုကိုပိုးဟက်တွေမှာတက်ဆင်ပြီးတော့သူတို့ဘယ်မှာရှိနေလဲဆိုတာကိုပါ live အနေနဲ့ map မှာပါမြင်တွေ့ရတာမျိုးအထိရှိလာပါတယ်။ဒီလို program control တွေနဲ့ပိုးဟက်ကိုအမျိုးစမ်းသပ်ပြီးတော့ဒါလိုအပ်တဲ့နေရာတွေမှာအသုံးချနေနိုင်တာပဲဖြစ်ပါတယ်။ဒါ cyber insect တွေရဲ့မှာအားသာချက်ကတော့ဒါသေးငယ်တဲ့အကောင်လေးတွေဖြစ်တဲ့အတွက်လူတွေသွားလို့မရတဲ့နေရာဝင်လို့မရတဲ့နေရာတွေမှာသူတို့ကအလွယ်တကူသွားလာနိုင်ပါတယ်။ဆက်ရုပ်တွေနဲ့ရှိမယ်ဆိုရင်လည်းစွမ်းရည်သုံးစွဲမှုနည်းတာကြောင့်ပဲတဘာဝဘေးရန်နေရာကြောက်ရောက်လို့လျှက်စစ်စွမ်းရည်မရတဲ့နေရာတွေမှာလည်းဒါအသုံးပြုဖို့အဆင်ပြေမှာပဲဖြစ်ပါတယ်။ဆက်သက်တဲ့သူတွေကတော့ပိုးဟက်တွေကိုတဘာဝဘေးရန်နေရာကယ်ဆယ်ရေးပြင်ဆက်ရုံနဲ့စစ်ဆေးတာတွေပတ်ဝန်းကျင်စောင့်ကြည့်ရေးတွေနဲ့စစ်ရေးတွေမှာပါအသုံးပြုဖို့ရည်ရွယ်ထားကြတာဖြစ်ပါတယ်။ Biohybrid technology နဲ့စမ်းသပ်ထားတဲ့ဒီ cyber တွေကလက်တွေ့မှာတွင်တွင်ကျယ်အသုံးပြုဖို့ဆိုတာကတော့မဖြစ်နိုင်သေးပေမဲ့နောက်မှအသုံးပြုလာနိုင်ဖို့အတွက်သုတေသနတွေကတော့ဆက်ပြီးစူးစမ်းနေကြသေးပါကျွန်တော်မြန်မာတော့ AI နဲ့ဒါပေါင်းစပ်နိုင်မယ်ဆိုရင်ပိုကောင်းတဲ့ရလဒ်တွေအကျိုးကျေးဇူးတွေအများကြီးရလာနိုင်မယ်လို့ထင်ပါတယ်ဥပမာပိုးဟက်တွေရင်ကောင်တွေကို AI စနစ်ထည့်သွင်းပြီးတော့ပုံမတိကျတဲ့ထင်ချုပ်မှုတွေပုံမတိကျတဲ့သတင်းအချက်အလက်တွေကိုပေးနိုင်တဲ့စွမ်းရည်တွေထည့်သွင်းတာမျိုးကိုပြောတာပဲဖြစ်ပါတယ်။နောက်နာကမှာ cyber နဲ့ပတ်သက်ပြီးတကယ်ဒါသုတေသနတွေလုပ်နိုင်မယ်လက်တွေအသုံးချနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေအများကြီးရလာမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲ။နောက်ထပ်ရောဘယ်အကြောင်းအရာတွေကိုသိချင်လဲဆိုတာကို comment မှာရေးသားလို့ရပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။